မြင်းငှက်တကောင်ရဲ့အော်တန်ကစိတ်ငြိမ်လှတဲ့တောအုပ်ကြီးထဲမှာစူးစူးဝါးဝါထွက်ပေါ်လာတယ်။လားပြင်းညဖြစ်ပေမဲ့ကောင်းကင်ယံမှာတိမ်မဲတွေဖုံးလွှမ်းနေလို့လာရောင်ကမှိန်ဖြော့ဖြော့သာလင်းပိုင်နေတဲ့တောနက်ကြီးရဲ့အလဲလူသူအရောက်အပေါက်နေတဲ့နေရာတစ်ခုမှာကတိပါရွာဆိုတဲ့ရွာလေးတစ်ရွာရှိတယ်။မြေပုံပေါ်မှာလည်းမရှိအပြင်လူလည်းပေးမဝင်တဲ့ထူးဆန်းတဲ့ရွာအဲ့ဒီရွာမှာနေထိုင်ကြသူတွေဟာလူသားတွေလားဒါမှမဟုတ်မောင်မောင်နဲ့တငယ်ချင်းဖြစ်သူကျော်စွာတို့ဟာတစ်တောသူတွေတနာလို့ဖို့တောနက်ထဲဝင်လာရင်လမ်းပြောက်ခဲ့ကြတယ်။ဖုန်းလိုင်းလည်းမမိရိတ်ခါကလည်းကုန်ခါနီးအချိန်မှာသူတို့နှစ်ယောက်ဟာတောလန်းကွေလေးတစ်ခုကနေရွာဆိုင်ဖို့အိုကြီးကိုမြင်လိုက်ရတယ်။ကျော်စွာဟိုမှာရွာတရွာငါတို့လွတ်ပြီကွမောင်မောင်ကဝမ်းသာအားရပြောလိုက်တယ်။ဒါပေမဲ့ကျော်စွာကတော့စိတ်ထဲတစ်မျိုးကြီးခံစားနေရတယ်။ရွာဝင်ဝမှာစိုက်ထူထားတဲ့တိုင်တွေပေါ်မှာကြီးကန်းသေးတွေကိုချိတ်ဆွဲထားပြီးတရွာလုံးကလည်းတိတ်ဆိတ်လွန်းလို့အကြတန်တောင်ကြားရလောက်တဲ့အချိန်ကမိုးချုပ်ခါနီးနေပြီမို့သူတို့လည်းရွာထဲကိုမဖြစ်မနေဝင်ခဲ့ကြရတယ်။ရွာထဲရောက်တော့ရွာသားတွေကသူတို့ကိုဝိုင်းကြည့်ကြတယ်။သူတို့ရဲ့မျက်လုံးတွေကအယောင်မရှိသလိုမှေးမိန်နေပြီးအကြည့်တွေကသွေးအေးလွန်းလာတယ်။အဲ့ဒီအချိန်မှာအသက်60ခန့်ရှိတဲ့ရွာလူကြီးဆိုသူဦးစံဖေးကထွက်လာပြီးခရီးဦးကြိုပြုတယ်။ဧည့်သည်တို့ငါတို့ရွာကလူသူအရောက်ပေါက်နေတယ်ညမိုးချုပ်ပြီဆိုတော့ဒီညတော့ငါအိမ်မှာပဲတဲခိုသွားကြပေါ့ဒါပေမဲ့တခုတော့သတိပေးရမယ်ည12နာရီတီးခောက်တန်ကြားရင်ဘာအတန်မဲကြကြအိမ်တကားကိုလုံးဝမဖွင့်ပါနဲ့ည12နာရီတိတိမှာရွာဦးเจ้าကမောင်းတန်ကဒေါင်းနဲ့မြည်ဟီးလာတယ်မောင်မောင်ကတော့ပင်ပန်းလို့အိပ်ပျော်နေပေမဲ့ကျော်စွာကတော့အိပ်မပျော်နိုင်ပဲလူးလိမ့်နေတော့အဲ့ဒီအချိန်မှာအိမ်ပြင်ဘက်ကနေခြေတံတွေကြားလိုက်ရတယ်ခြေတံတွေကပုံမှန်မဟုတ်ပဲမြေကြီးပေါ်မှာတစ်ခုခုကိုတရွတ်တိုက်ဆွဲသွားတဲ့အတန်မျိုးပြီးတော့အိမ်ပရင်းပေါက်ကိုလက်သေးနဲ့ကုတ်ချစ်တဲ့အတန်ထွက်လာတယ်ရှာရှွတ်ကျော်စွာရင်တရိန်းခုန်လာတယ်သူပရင်းပေါက်အကွဲကြောင်လေးကနေချောင်းကြည့်လိုက်မိတဲ့အချိန်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သွေးပြက်မတက်ဖြစ်သွားရတယ်ရွာထဲကမိမပြိုလေးတွေလူကြီးတွေဟာလက်ထဲမှာမီးတုပ်တွေကင်ပြီးကွင်းပြင်ကျဲကြီးတဲကိုလမ်းလျှောက်သွားနေကြတယ်ဒါပေမဲ့သူတို့ရဲ့လမ်းလျှောက်ပုံကအယိုးမရှိသလိုတွန့်လိန်နေပြီးမျက်နှာတွေကလည်းပြာနှမ်းနေတယ်ပိုပြီးထိတ်လန့်ဖို့ကောင်းတာကနေကင်းကလမ်းလျှောက်ယုံတောင်မနှဲလျှောက်နေရတဲ့အဖွားအိုတယောက်ဟာလေထဲမှာတန်းလန်းကြီးမျောပါသွားနေတာပဲသူတို့တွေကလူတွေမဟုတ်ဘူးဆုံးတွေပဲကျော်စွာတကူလုံးတုံရင်စွာနဲ့ရေရွတ်လိုက်မိတယ်နောက်ရက်မနက်ရောက်တော့ကျော်စွာကမောင်မောင်ကိုရွာကနေချက်ချင်းပြေးဖို့ပြောပေမဲ့မောင်မောင်ကမယုံဘူးမင်းအိမ်မက်နေတာနေမှာပါကွာလို့ပဲရေပစ်ခဲ့တယ်အဲ့ဒီနေ့ညနေမှာတော့ထူးဆန်းတာတစ်ခုဖြစ်လာတယ်။ရွာကမိမပြိုလေးတယောက်ကမောင်မောင်ကိုတောဆက်ကနှကွန်းစီလိုက်ခဲ့ဖို့ခေါ်တယ်။မောင်မောင်ကလည်းမိမပြိုလေးရဲ့အလှမှာမိန်မောပြီးလိုက်သွားခဲ့တယ်။ညနေတဲ့အထိမောင်မောင်ပြန်မလာတော့လို့ကြောစွာတယောက်စိုးရိမ်ပြီးတောဆက်ကိုလိုက်ရှိရတော့တယ်တောနက်ထဲရောက်လေ။ပုတ်စော်နန္နာတွေကပိုပြင်းလာလေပဲအတန်တွေကြားရတဲ့ဘက်ကိုကြောစွာချောင်းကြည့်လိုက်တဲ့အခါရွာသားအားလုံးကဝိုင်းဖွဲ့ပြီးမီးပုံကြီးဘေးမှာကပြနေကြတယ်။သူတို့ရဲ့ပါဇက်တွေထဲကနေအနက်ရောင်သွေးတွေစီးကျနေပြီးမီးပုံလဲမှာတော့အဝတ်ပလာနဲ့သတိမေ့နေတဲ့မောင်မောင်ရွာလူကြီးဦးစံဖေကမနန်တွေကိုရွတ်ဖက်နေပြီးလက်ထဲမှာချွန်ထက်တဲ့ဓားမြောင်ကြီးတစ်စင်းကင်ထားတယ်။ဒီကောင်လေးရဲ့အသက်ဝိညာဉ်နဲ့သွေးကငါတို့ရွာကိုနောက်ထပ်အနှစ်50အသက်ရှည်စေလိမ့်မယ်ဆိုပြီးအော်ဟစ်လိုက်တယ်။ကျော်စွာကြောက်စိတ်ကိုဖျောက်ပြီးမောင်မောင်ကိုကယ်ဖို့ဆုံးဖြတ်လိုက်တယ်။သူဘေးနားကခြောက်သွေ့နေတဲ့တစ်ကိုင်းတွေကိုမီးရှို့ပြီးမီးလောင်ပြီးရွာထဲမှာမီးလောင်နေပြီးလို့အော်ပြီးရွာသားတွေကိုလှည့်စားလိုက်တယ်။ဆုံးရွာသားတွေအလန့်တကြားဖြစ်သွားတဲ့အချိန်မှာကျော်စွာကမီးပုံနားကိုပြေးဝင်ပြီးမောင်မောင်ကိုဆွဲခေါ်ကာတောထဲကိုအသက်လူပြီးထွက်ပြေးပါတော့တယ်။သူတို့ကိုလွတ်မပေးကြနဲ့ဖမ်းခေါ်ခဲ့ကြဦးစံဖေရဲ့အော်တန်ကြီးကတောအုပ်တစ်ခုလုံးဟိမ့်ထွက်သွားတယ်
အနောက်ကနေအရှိန်ဟုန်နဲ့လိုက်လာတဲ့ခြေတံတွေလေထဲကနေပြန်တန်းလိုက်လာတဲ့စုံမတွေရဲ့ရေတံလွင်လွင်ကြီးတွေကသူတို့အနားကိုကပ်လာတဲ့ကြော်စွာကသတိတစ်ချက်လဲနေတဲ့မောင်မောင်ကိုတွဲပြီးမနာတမ်းပြေးခဲ့တယ်။ပြေးရင်နဲ့မနက်လင်းခါနီးအချိန်မှာပဲသူတို့နှစ်ယောက်ဟာတောအုပ်ပြင်ဘက်ကကားလမ်းမကြီးပေါ်ကိုလိမ်ဆင်းကျသွားခဲ့ကြတယ်။သူတို့နှစ်ယောက်ကားလမ်းမပေါ်ရောက်ပြီးမကြာခင်မှာပဲလမ်းဖြတ်မောင်းလာတဲ့တစ်တင်ကားတစ်စီးကသူတို့ကိုကယ်တင်ခဲ့ပါတယ်။ရဲစခန်းရောက်လို့အဲ့ဒီရွာကျောင်းတိုင်ချက်ဖွင့်တဲ့အခါမှာတော့ရဲအရာရှိကြီးကမျက်နှာပြတ်သွားပြီးဒီလိုပြောခဲ့ပါတယ်။မောင်ရင်တို့အဲ့ဒီရွာဆိုတာလွန်ခဲ့တဲ့အနှစ်50ကလေးကရွာသားတွေဆုံးကဝေအတက်လိုက်စားလို့ဆိုပြီးတရွာလုံးမိရှို့အသက်ခံခဲ့ရတဲ့ရွာပြက်ကြီးပြအခုထိအဲ့ဒီနေရာကိုသွားတဲ့သူဘယ်သူမှပြန်မလာဘူးမောင်ရင်တို့ကံကောင်းလို့တေမင်းလက်ကလွတ်လာတာပဲကျော်စွာနဲ့မောင်မောင်တို့လည်းကြက်တီးမွေးညင်းထသွားကြတယ်သူတို့လွတ်မြောက်လာခဲ့ပေမဲ့အခုထက်ထိညတိုင်းအိမ်မက်ထဲမှာအဲ့ဒီရွာသားတွေရဲ့ခြောက်ချားပွေရာရေတံတွေနဲ့မင်းတို့တနေ့ပြန်လာရမယ်ဆိုတဲ့တိုးတိုးတန်ကြီးကိုကြားနေရပါတော့တယ်